ခွန်ရသားသမီးပေါင်းတို့ခွန်ရဖွာရှင်းနေနံသားသမီးပေါင်းတို့ကိုစိတ်နှပြကျမ်းမာချမ်းသာပါစေနှလုံးစိတ်ဝမ်းကြပါစေခွန်ရသားသမီးတို့၌ကြုံတွေ့နေရသောယောဂဝေဒနာများရှိခဲ့ရင်ကြိုးကြောင်းတိုက်ဆိုင်ခဲ့ရင်ကိုကြီးပေးတယ်ကဲတင်ပေးတယ်ကောင်းမြတ်သောစေနာထား၍ကိုကြီးပေးတယ်ယောဂဝေဒနာရှင်များယောဂများဖြစ်ခဲ့ရင်တိတိကျကျလောက်ပါကျုပ်ကကိုရွေ့မလို့ဖရာတရားမမေ့နဲ့ယရနာသုံးပါမမေ့နဲ့ယောဂဝေဒနာပြင်းထန်ခံစားရလေပြင်းထန်လို့ယောဂဝေဒနာတွေခဏခဏဖြစ်ရင်တေချာဖရာတရားကိုပြုလို့ယူကြည်ယူသေးနဲ့ပြုလို့ယောဂဝေဒနာတွေခံစားရရင်မင်းကုန်းဆရာတော်ဖရာကြီးရဲ့မေတ္တာတုတ်17ခေါက်မနက်9နာရီခွဲ6နာရီခွဲချိန်ကနေစဖွင့်17ခေါက်နောက်တစ်ခုမင်းကုန်းဆရာတော်ဖရာကြီးရဘတ်ရသင်္သာတော်ဗုဒ္ဓကမ္မဝါစာကမ္မဝနီကိုယ်တိုင်ရွတ်ခြင်းလည်းရတယ်နာကြားခြင်းလည်းရတယ်ယောဂဝေဒနာကိုပြင်းထန်ခံစားနေရရင်တစ်နေ့3ချိန်မနက်တစ်ချိန်နေ့ခင်းတစ်ချိန်ညနေတစ်ချိန်ဒီကမ္မဝါစာကိုနာယူပါနောက်တစ်ခုကဗုဒ္ဓကမ္မဝနီကျမ်းဆိုတာရှိတယ်ကျုပ်တော်သိနာမလဲပါဘူးကျုပ်စာလည်းမတက်ဘူးကျုပ်ကစာတွေလက်တွေနော်လက်တွေပဲပြောတာကိုယ်တိုင်ယောဂဝေဒနာတက်တာခဲ့တယ်ဖရာကြီးတရားရုပ်ခိုလုံခဲ့လို့ထူးခြားမှုတွေရခဲ့တယ်ဒါကြောင့်ခုနှစ်သားမိကျမ်းမာရေးတွေယောဂဝေဒနာတွေပြင်းထန်ခံစားခဲ့ကြရတယ်ဘယ်တော့မှဖရာတရားမမေ့နဲ့ယန္တနာသုံးပါမမေ့နဲ့ပြေတရားတွေကိုနာယူပါကိုယုံကြည်သက်ဝင်နဲ့ဆွဲမြဲမြဲဂါထာတစ်ခုကိုဂုဏ်တော်တစ်ခုကိုဆွဲမြဲမြဲယုံကြည်ရင်နဲ့သေချာပြုလို့သေချာရွတ်ပရိသေခြင်းတွေသေချာပြုလို့ယောဂဝေဒနာတွေအနာနဲ့ဆေးနဲ့တွေ့သွားတာတွေဖြစ်တတ်တယ်ယောဂတွေရှားဖွေတွေ့သွားတတ်တယ်ယောဂတွေကျမ်းမာရေးတွေကောင်းလာတတ်တယ်ဂုဏ်တော်ဂါထာကိုဆွဲမြဲရွတ်တရားမှတ်နိုင်တဲ့သူတို့တရားမှတ်နိုင်တဲ့အခါမှာဝေဒနာကိုရှုသေချာပြုလို့တကယ်အမှန်ကန်ဝေဒနာယောဂတွေခံစားနေရတကယ်ပြုလို့ကြည့်သေချာတိကျလုပ်ကြည့်တကယ်ပျောက်သွားလို့တက်တာသွားလို့ခဲ့ရင်တက်တာကပျောက်သွားခဲ့ရင်ဖရာတရားကိုမေ့မသွားနဲ့ယန္နာသုံးပါးကိုမေ့မသွားနဲ့ရှေ့ဆက်ပြီးလှုပ်တာထူးကြတယ်ကျုပ်ကကိုယ်တွေပဲကျုပ်ယောဂဝေဒနာတွေကိုနှိမ့်နဲ့ချီအများကြီးခံစားခဲ့ရတာဒုက္ခမျိုးစုံနဲ့ရောက်ဒါကြောင့်စိတ်တက်မကြနဲ့ကျုပ်ကပြန်လဲပြီးကိုကြီးပေးတာနောက်တစ်ခုစီးပွားရေးတွေအိမ်အောင်ရေးတွေခက်ခဲတွေလုံးသမျှကိုင်သမျှတွေအဆင်မပြေကြဘူးလွယ်လွယ်ချော်ချော်ဖြစ်တဲ့နိုင်ငံခြားခရီးစဉ်တွေမျိုးခက်ခဲတွေဖြစ်တဲ့ဆိုအချိန်မီပြောပါကိုကြီးပေးတယ်ဘယ်လိုလဲဆိုတာတော့ကျုပ်မပြောတတ်ဘူးပေါ့နော်ကျုပ်ကဒုက္ခကြီးကျယ်ရောက်ခဲ့ဘူးလို့သူတစ်ပါးတွေကိုလည်းဒုက္ခရောက်ဒါမမြင်စေခြင်းလို့ကောင်းမြတ်သောစေတနာဖြင့်ပြန်လဲကူညီပေးတာအဲ့တော့ခက်ခဲတွေစီးပွားရေးတွေအဆင်မပြေဘူးเนาะမျိုးအိမ်နေဝိုင်းနေခြံနေပေါ့မတန့်ဖြစ်နေတာတွေမိသားစုရေးမှာမျိုးတော့ဘေးဆိုးများကြုံနေခဲ့ရင်ဒုက္ခများကြုံနေခဲ့ရင်တောကများကြုံနေခဲ့ရင်ဆက်သွဲနိုင်ပါတယ်မေးမြန်းနိုင်ပါတယ်ကျုပ်နားလေသလောက်တက်သလောက်တော့ပြောပြမယ်သိတယ်ဆိုတာကတော့အကြီးကျယ်တယ်ကျုပ်တတ်နိုင်သလောက်တော့ကူညီပေးတယ်အဲယောဂဝေဒနာများခံစားရရင်ဤနေတိုင်းပြုလို့တကယ်လို့များယောဂဝေဒနာကိုမင်းကုန်းဆရာတော်ဘုရားကြီးရဲ့မေတ္တာတုတ်17ခေါက်မနက်စောစီဖွင့်ပြီးရင်မင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဗုဒ္ဓကမ္မဝါစာ17ခေါက်ဖွင့်ပြီးနေ့မနက်စောစီနေ့ည3ချိန်သေချာတိကျလို့ဆရာတော်ကြီးနဲ့တိုင်းမယ်သေချာလုပ်ပါယ
ယောဂဝေဒနာပြင်းထန်ခံစားရင်ဖရာတရားတေချာလုပ်ပါတကယ်ထူးကြတယ်တကယ်သက်သာထိုးများမရလျင်မိသည့်ယောဂမျိုးမဆိုကျုပ်ကိုဆက်သွယ်နိုင်တယ်ကျုပ်ကကိုညီပေးတယ်ကျုပ်ကကိုတွေ့မှုပြောတာလက်တွေ့လဲသူတစ်ပါးတွေကိုကိုညီကုသပေးနေတယ်လက်ခံနိုင်တယ်ဆိုရင်ချိန်မီဆက်သွယ်နိုင်ပါတယ်ဗုဒ္ဓဘာသာကိုယုံကြည်တယ်နော်ဒီလိုဥစ္စာမျိုးတွေကိုယုံကြည်တယ်ရေစင်တွေကိုယုံကြည်တယ်သူမှန်တယ်မြဆက်သွယ်နိုင်တယ်စေနာဖြစ်ကောင်းမြတ်သောစိတ်စေနာဖြစ်ပြန်လဲကူညီပေးတာကျုပ်ကဒုက္ခမျိုးမျိုးယောဂဝေဒနာနှစ်နဲ့အကြာကြီးခံစားခဲ့ရတာဒါကြောင့်ကျွန်တော်အခုပြောတဲ့အတိုင်းမသက်သာခဲ့ရင်ကျုပ်ကိုဆက်သွယ်နိုင်တယ်ကူညီပေးတယ်ကုသပေးတယ်အမှန်တကယ်လက်တွေ့ကုသပေးတယ်ရှင်မအောင်ချင်းကြွတ်တက်ချင်းမှအစပေါ့နော်ရှင်မအောင်ချင်းကြောက်ကနှလုံးဖူချိတ်ကင်ဆာပေါ့မျိုးမျိုးသောယောဂပေါ့ဆက်သွယ်မင်းများအကြောင်းကြားနိုင်တယ်သိကျင်တာရှိရင်လည်းမေးနိုင်တယ်ကျမ်းမာရေးကောင်းမှုတော့ဖရာတရားပြုလုပ်နိုင်မှသာယုံကြည်မှုလက်ခံနိုင်မှသာအဓိကကတော့ဖရာတရားပြုလုပ်ပါတရားထိုင်ခြင်းလောက်ကိုပြုလုပ်ပါအဓိကကတော့ယန္နာသုံးပါမမေ့နဲ့ဖရာတရားပြုလုပ်ပါအချိန်မီဆက်သွယ်နိုင်ပါတယ်အားလုံးအတွက်